နေရဆွဲခဲ့တဲ့ပထမတံပွင့်လေးရဲ့ပြီးနာဒီချိုင်လုံးပုံစံလေးဆွဲပါမယ်။ပန်ကနုတ်လိုပုံစံလေးကိုဖို့အတွက်အရင်ဆုံးပီပီလေးကိုရဲ့ပုံလေးဆွဲပါမယ်ပေါ့နော်။အစောနာကချိုင်ခဲ့တဲ့နေရာလေးနဲ့ဆက်လိုက်ပါမယ်။အပေါ်ဘက်မှာလည်းကနုတ်လိုကိုလေးသွားဆွဲမယ်ပေါ့နော်။အရင်ကိုရင်ချီထိုးရအစင်ပြည့်တဲ့ကြောင့်ပီပီလေးပဲကိုမယ်ပေါ့နော်။ပြီးရင်တော့ရဝန်းတော့တရပုံလေးထည့်ပါမယ်အရင်ကြီးလေးဆွဲကြမလို့ပါဘူးเนาะတရကပြပြလေးဆိုရင်တော့ရပါပြီရှင်အစောနာကဆွဲခဲ့တဲ့ပန်းကနွရဲ့ဒီနာမှာရဝန်းကတော့အဆက်တော်လေး50ထည့်လိုက်ပါရှင်ဒီလိုမျိုးပြပါပြီးရင်တော့နောက်ထပ်အကွေးလေးထည့်ထည့်ဖို့အတွက်ပန်းတစ်ခုစုံနဲ့ချားနေရင်ထွက်မယ်ပေါ့เนาะအနာကနေဝိုင်းဝိုင်းလေးရင်လုံးပဲပြီးရင်လက်မမှန်တက်တဲ့တွေအတွက်အောင်နာကနေစပြီးပေါ်ပြန်သွားမယ်ပေါ့เนาะပြီးရင်အောက်ဘက်ကတော့အပေါ်ကအကွေးလေးနဲ့ဆန့်ကျင်ပန်းကွေးလေးကိုဆွဲလိုက်ပါမယ်ရှင်ပြီးရင်တော့ဆုံးသွားတဲ့အပြားလေးအပေါ်ကိုအပွေးလေးထိုင်းပြန်တက်မယ်ပေါ့နော်စားခဲ့တဲ့အစားဒီမှာပဲအိမ်တစ်ခုကိုထိပေးလိုက်ပါမယ်ရှင်ပထမကွေးထားတဲ့နေရာလေးကဝတ်ဆန်လိုမျိုးအချောင်းလေးနှစ်ချောင်းလောက်ထည့်နေပေါ့နော်ပြီးရင်တော့အောက်ဖက်နားမှာလည်းသူ့လိုပုံစံတူဝတ်ဆန်လေးနှစ်ခုကိုလိုက်ထည့်လိုက်ပါမယ်ရှင်အဲဆိုရင်တော့ဒီလိုပုံလေးရတော့ပါပြီပြီးရင်တော့ရဝန်းစုံပထမဆွဲခဲ့တဲ့ဘန်ကလေးနဲ့အများနောက်ဆက်ဘန်ကလေးတစ်ခုဆွဲမယ်ပေါ့နော်ဒါကဆွမ်းနာဆွဲခဲ့တဲ့ဘန်ကဆွဲလေးနဲ့အတူတူပါပဲရှင်ကဲဒါဆိုရင်တော့ရဝန်းတို့လိုချင်တဲ့ဘန်ကလေးကိုလှလှပပရတော့ပါပြီ